မြတ်စွာဘုရားသာဝတိမြို့ပြန်ရောက်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့စွမ်းရည်တတ္တိကိုငကိုရတဲ့ပို့ပြီးတော့လူတွေကသိကြတကူတော့ရှင်မီးအစုံတကူပြတွေဟာပြသွားတော့ဘုရားရဲ့စွမ်းရည်တတ္တိကိုပိုသိလာကြတဲ့အခါရခင်ကတည်းပို့ပြီးတော့မြတ်စွာဘုရားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကိုယ်ွယ်စိတ်ကကြတဲ့ပုဂ္ဂိုလ်တွေဟာများတယ်များလာတော့တစ်ဖက်ကဘာသာခိုင်းတွေကိုသွားမဲ့လူမရှိကြတော့ဒီကနေ့ခေတ်မှာလည်းဒီလိုအခြေအနေတွေရှိတယ်နော်အခြေအနေတွေရှိအဲ့ဒီလိုဖြစ်လာတဲ့အခါကျတော့ထိုခေတ်ကမြတ်စွာဘုရားနဲ့ခေတ်ပြိုင်ပုရဏကတ္တဝရဲ့အဂရိယဘာသာတရားမေခလိကောသလရဲ့တန္တာရသုတ်တိဆိုတဲ့ဘာသာတရားအစိဒဂေတကမ္မလဆိုတဲ့နတ္ထိကရဲ့နတ္ထိကဘာသာတရားပကုရကိစ္ဆယနာရဲ့အင်ញေနေညဧကိစ္စတတ္တဆိုတဲ့ဘာသာတရားသင်္ဆေယဗေလတ္တဗုဒ္ဓရဲ့အမရဝိခေပဆိုတဲ့ရှောင်းတိန်တဲ့ဝါဒကျင့်သုံးတဲ့ဘာသာတရားနိခန္ဓနာတဗုဒ္ဓရဲ့စာတုယာမသံဝရလေးဘက်လေးတန်ကမကောင်းမှုကစောင့်ရှောက်စောင့်စည်းခြင်းလို့ဆိုတဲ့အစွန်းရောက်အဟိန္ဒဘာသာဝါဒတရားအဲ့ဒီဘာသာဝါဒတရားတွေဟာတဖြည်းဖြည်းနဲ့လူချိုက်နဲလာခဲ့ကြတယ်နော်သူတို့စီကိုကြီးညိုကိုယ်ဝယ်စိတ်ကမဲ့လူဟာတစတစနဲလာမရှိသလောက်ဖြစ်သွားတော့စဉ်းစားကြည့်လေအဲ့ဒီပုဂ္ဂိုလ်တွေသူတို့အတိုင်းဝိုင်းကပုဂ္ဂိုလ်တွေသူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တော့သူတို့ဝါဒမမှန်လို့ဒီလိုဖြစ်ရတယ်လို့တွက်ကောင်းတွက်လိုက်မယ်အများစုကအဲ့ဒါလို့မတွက်ဘူးမိမိတို့ရဲ့ဘာသာဝါဒကိုပြန်လည်ဆန်းစစ်ခြင်းကြီးပွားတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားခြင်းဆိုတာမလုပ်တော့ဘဲနဲ့ယဟန်ဂေါရမကြောင့်တို့တွေတို့ဘာသာဝါဒဆုံးရှုံးနစ်နာရတယ်အဲ့တော့လက်စားချေဖို့ပဲစဉ်းစားလာကြတယ်ပေါ့ဒါလူရဲ့သဘာဝပဲနော်မြတ်စွာဘုရားပေါ်မှာရံညှိုးထားလာကြယဟန်ဂေါရမရဲ့လောက်ရကြောင့်တို့တွေဟာအဆက်ကွဲရတယ်အဆက်ကွဲရုံနဲ့မကဘူးတို့ဘာသာတရားပေါ်မှာကြီးညိုကြတဲ့လူထုဆိုတာမရှိသလောက်ဖြစ်သွားပြီအဲ့တော့တို့ဘယ်နည်းနဲ့တို့ရဲ့ဘာသာတရားတို့ဘက်ကိုလူတွေဘယ်လိုလုပ်ပြီးပြန်သိမ့်သွင်းရမလဲဆိုတဲ့အယူဆတစ်ခုပေါ်လာတယ်ဒါဒီတိုင်းပဲခဏခေတ်မှလည်းဒီတိုင်းပဲဘာသာတရားနဲ့ပတ်သက်လာရင်လည်းပဲလူတွေရဲ့အတွေးဟာမှားယွင်းတဲ့အတွေးတွေဟာဒီတိုင်းပဲရှိတယ်နိုင်ငံရေးနဲ့ပတ်သက်တဲ့ဒီပါတီတွေဆိုတာလဲကိုယ်ပါတီရှုံးနေသွားလို့ရှိရင်တခြားပါတီကိုရန်လို့ချင်တဲ့စိတ်တွေပေါ်လာတတ်တယ်ဒါထုံးစံနော်အသင်းတစ်သင်းကလည်းပဲဒီတစ်သင်းကနိုင်သွားလို့နောက်တစ်သင်းကရှုံးသွားတယ်ဆိုတာရှုံးတဲ့လူကနိုင်တဲ့လူကိုရန်လို့ချင်ကြတယ်ဒါမှားယွင်းတဲ့အတွေးတွေပဲဘာကြောင့်ရှုံးရတယ်ဆိုတာကိုပဲစစ်ဆေးကြရသူတို့ဘာကြောင့်နိုင်တယ်ဆိုတာကိုလည်းဆင်ញင်သုံးသပ်ပြီးတော့အဖြေရှာရမှာအဖြေရှာမဲ့အစားလူတွေကဘာလုပ်တယ်လဲဆိုရင်နိုင်သွားတဲ့အပေါ်မှာရံပွားခြင်းညာတယ်ပေါ့အဲ့ဒါမှားယွင်းတဲ့ဆုံးဖြတ်တစ်ခုရသော်ဘုရားကိုယ်တိုင်ကလူရဲ့သဘာဝကိုဟောထားတာရှိတယ်ဇယံဝေရံပတ္တဝတိဒုက္ခံသေတိပရာဇယောအနိုင်ရှုံးပြိုင်ကြပြီဆိုလို့ရှိရင်နိုင်သွားတဲ့ပုဂ္ဂိုလ်ကရံများတာပဲရံလောက်ခံရတယ်တဲ့နိုင်လို့ရှိရင်နော်ပြိုင်ပွဲတွေလုပ်တယ်ဆိုတာအနိုင်နဲ့အရှုံးတော့ထွက်မှာပဲဘယ်သူပဲဖြစ်ရှင်ပြိုင်မှုဆိုတာအနိုင်နဲ့အရှုံးတစ်ခုလာတာပဲလာတဲ့အခါမှာစိတ်ထက်မှန်ကန်မှုမရှိဘူးဆိုလို့ရှိရင်နိုင်တဲ့အနိုင်ရတဲ့ပုဂ္ဂိုလ်ဟာရံများသွားတယ်ရှုံးတဲ့ပုဂ္ဂိုလ်ကြတော့ဘာဖြစ်တုံးဆိုရင်စိတ်လက်မသက်မသာဖြစ်ပြီးတော့ဆင်းရဲစိတ်ဆင်းရဲမှုတွေကြုံရတယ်ဒါကြောင့်မို့မြတ်စွာဘုရားကရှင်ပြိုင်မှုဆိုတာတွေကိုရှောင်တယ်ဥပတန်တော်ဒုက္ခံသေတိဟိတဝါဇယပရာဇယနိုင်ခြင်းရှုံးခြင်းဆိုတဲ့အနိုင်အရှုံးရှင်ပြိုင်မှုတွေကိုစိတ်မဝင်စားဘူးအေးချမ်းချမ်းပဲစိတ်ဝင်စားမှုမရှိဘဲနဲ့အနိုင်အရှုံးကိုဖယ်ထားတဲ့ပုဂ္ဂိုလ်တဦးသာလဲ
နိုင်တယ်ရှုံးတယ်လို့ပြောစရာမရှိဘဲနဲ့စိတ်နှလုံးအေးချမ်းစွာနေရတယ်